down payment တော့ကျွန်တော်350ဝန်းကျင်ပေးသွင်းပြီးတော့လေဝယ်ယူနိုင်အောင်မယ်အဲ့ဒါပြောမှကျွန်တော်ပထမဆုံးဝယ်ယူတဲ့အယောက်50လေသူတို့ cashback က38သိန်းပြီးတော့ပေးအောင်ပါYo sir အားလုံးပဲမင်္ဂလာပါကျွန်တော်အခုမြန်မာ Plaza Promotion Area မှာကျင်းပနေတဲ့ The New Limotor B10 SUV လောင်ချင်းပွဲကိုရောက်နေတယ်ဒီပွဲမှာဆိုလို့ရှိရင်တော့အခုတော့ကားတော့ထုံးစံတိုင်းပဲလူစိတ်ဝင်စားမှုတော့တော်တော်လေးများတယ်သတင်းတွေကလည်းတော်တော်လေးမှုေးနေတယ်ပေါ့ဗျာဆိုတော့အခုကားလာဟိုဘယ်လိုပြောရမလဲမထွက်သေးဘူးကားပုံစံတွေကလည်းပလူပြန်နေပြီကျွန်တော်ကိုယ်တိုင်လည်းဒီ Limotor မှာရိုက်ထားတဲ့ဗီဒီယိုလေးအားလုံးလည်းတွေ့ကြမှာပါဆိုတော့အခုကတော့ပွဲကတော့မဆသေးဘူးစမ်းမဲ့အဆဲဆဲမှာသူတို့ပြင်ဆင်နေရလေးရှိရဲဆိုတော့ပွဲတွေကိုကျွန်တော်တို့တစ်ချက်တော့လိုက်ကြည့်အောင်ဆိုတော့အခုဆိုရင်ဝင်ချင်းမှာဆိုလို့ရှိရင်ကျွန်တော် B10 ဆိုတဲ့ဟာမှာတုံညနေရာကနေပြီးတော့ကျွန်တော်ဝင်ပေါက်လေးရှိရပေါ့နော်ဝင်ပေါက်ဒီဇိုင်းလေးကတော်တော်လေးမိုက်တယ်ကျွန်တော်တို့ဘယ်လိုက tag design နဲ့ဟိုမှာ B10 ဆိုတဲ့ဟာလေးကိုလုပ်ထားတယ်မသိရင်များကျွန်တော်တို့ Dr. Sweet Portal ဖွင့်လိုက်တယ်The all new B10 SUV EV ကမိတ်ဆက်ပွဲအခမ်းအနားကြီးကိုမကြာခင်မိနစ်လေးငယ်တော့ဒီမှာစတင်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ကောင်းလေးချိန်ညာပြီးတော့စတင်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်ခင်ဗျာOn you, Limotor B10 SUV. 3, 2, 1. Who's the boss of the game? Limotor B10 SUV. EV car to Gina. Don't use for something, please. Don't take that up on the car. LED screen မှာကြည့်လိုက်ရအောင်ဗျာ88သိန်းနဲ့ရောင်းချပေးမယ့်အကြောင်းပြောရဆိုချင်ကြပါရခင်ဗျာအခုဆိုရင်တော့ Limotor B10 ရဲ့ဈေးနှုန်းကလည်းတော်တော်လေးမိုက်ပါ1988သိန်းနဲ့ရောင်းမယ်ဒီ SUV မှာ compact ဖြစ်တဲ့ site လေးပေါ့ကျွန်တော်တို့ဘယ်လိုပြောရမလဲမြန်မာနိုင်ငံအကြိုက် SUV site တော့မြန်မာနိုင်ငံအကြိုက်ကိုမှ EV ကိုမှ SK တွေပဲရန်ကုန်လိုင်စင်လဲရမယ်ဈေးနှုန်းကလည်းချိုးချိုးလေးပဲ1988သိန်းနဲ့ဆိုတော့တော်တော်လေးမိုက်တဲ့ကားတစ်စီးဖြစ်ပါတယ် Limotor B10 ဒီကျွန်တော်ပြောဆိုပဲ compact SUV ပေါ့နော် SUV ဖြစ်တယ်ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံအကြိုက်လည်းဖြစ်တယ် TRN ဆိုတော့ compact ဖြစ်ပဲဒီမှာဆိုကျွန်တော်ပြချင်တဲ့ trade day ပဲပေါ့သူတို့ဒီအပေါက်ကလေးတွေကကျွန်တော်အယုတ်လေးလည်းချိန်ထားလို့ရသလိုဒီမှာ trade day ပဲနဲ့ဒီလိုမျိုးလဲလုပ်ပြီးတော့ပြထားလို့ရတယ်ဒါကတော့ကျွန်တော်တို့တရုတ်မှာဆိုရင်တော့ရောင်းတာပေါ့နော်ကျွန်တော်ဒီမှာလေးရောင်းမယ်လို့ထင်တယ် minimalist ဖြစ်တယ်လုံးဝ clean look ပဲထဲကအတွင်းကန်းတွေလည်းတော်တော်လေးလှရဗျာ steering ကလည်းကျွန်တော်ကြိုက်တယ် compact တေးသေးလေးပဲနည်းနည်းလေးလုံးဝ touch နည်းနည်းဆောင်သွားရဗျာဒီ volume control cruise control ရအစားအကုန်လုံး touch ဆောင်သွားတယ်ပြီးရင်ဒီမှာလည်းကျွန်တော် safety တွေကလည်းအများကြီးရဲ့ ADS တွေမှာဆို ADS တွေထဲမှာဆိုလို့ရှိရင်လည်း share ပဲဗျာကျွန်တော်တို့မှာကအတွင်းကတော်တော်ကြိုက်တယ်ဟို cap holder နေရာရော storage နေရာရောချာအစုံပဲလုံးဝမိုက်တယ်အကျယ်ကြီးကနောက်ခန်းလည်းကျယ်အရှိ panoramic sunroof ဆိုလဲလုံးဝအလွင့်ကြီးဗျာကျွန်တော်ဘယ်လိုပြော fashion ဆန်တဲ့ကားတစ်စီးပေါ့နောက်ခန်းလေးတစ်ချက်လောက်ကြည့်အောင်နောက်ခန်းကတော့ဒီမှာမြင်တဲ့အတိုင်းပဲဒါဆိုလို့ရှိရင်သူဆောင်းတာကျွန်တော်ခြေထောက်နဲ့ကွက်တီပဲဗျာ driving position ကတော့လက်လုံးနေလဲအဆင်ပြေ head room ကတော့ပြောမနေနဲ့တော့အလွင့်ကြီးပြီးရင်ဒီမှာ armrest တွေလည်းရှိရယ်လုံးဝ3ယောက်ဗျာကြဝန်းစီးလို့လူကြီး2ယောက်ကလေး1ယောက်ဆိုလဲတော်တော်လေးဆန်ကျွန်တော် body size နဲ့4ယောက်လောက်ကထိုင်လို့ရတယ်ဗျာဒါတခုပဲဆိုတာကျွန်တော်တို့ဒီကားက SKD ထုံးမဲ့ဆိုတော့အဖြူပဲရတယ်ပေါ့နော်တခြားအယောင်တွေကတော့ကျွန်တော်တို့ဘယ်တော့မှထက်ရမယ်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကြိုက်တဲ့360 camera တို့အဲ့ဒီ Apple CarPlay Android Auto တို့မပါဘဲနဲ့ဟိုမှာဒီကောင်က Google Map သုံးလို့ရပါပဲအဲ့ဒါလေးကလည်းတော်တော်လေးမှတ်တယ်ကျွန်တော်ဖုန်းနဲ့ internet နဲ့ share ပြီးသုံးလိုက်မယ်ဆိုရင်လုံးဝ okay မှာဆိုပြီးပဲတော့ဒီ Limotor B10 ကားအသစ်ကိုကျွန်တော်အခုနေဒီပွဲအတွင်းမှာသူတို့8ရက်9ရက်10ရက်17ရက်အတွင်းဝယ်ယူမယ်ဆိုလို့ရှိရင်တော့9နှစ်ရက်ကြာထိကျွန်တော်ရွှေပန်းနေ Air ပန်းနေဒီကားလုံးနေနဲ့ချိတ်ဆက်ပြီးဝယ်ယူလို့ရမယ် down payment တော့ကျွန်တော်350ဝန်းကျင်ပေးသွင်းပြီးတော့လေဝယ်ယူနိုင်အောင်မယ်ဒီကားလေးကတော့တော်တော်လေးကိုလည်းဈေးတန်းလဲလှသလိုပထမဆုံးဝယ်ယူမယ်အယောက်50ရလဲ cashback တွေလည်းပြန်ရအောင်မယ်အဲ့ဒါအပြင်မှာကျွန်တော်အရေးချမ်းနေလဲဝယ်ယူနိုင်
နိုင်အောင်ဆိုတော်တော်လေးမိုက်တဲ့အစီအစဉ်ပါပဲဆိုတော့ဒီနေ့ကျွန်တော်ဗီဒီယိုတွေကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဘလို့အကြောင်းအရာလေးတွေနဲ့ကျွန်တော်ပြန်တွေ့မလဲဆိုတော့ပြောရင်းနဲ့ပဲအားလုံးပဲ stay tuned ပါမိုက်ချက်โอเคဒါကတော့ကားရဲ့အတွင်းကိုင်းပေါ့နော်ကားအတွင်း